ရွှေတကုံဖျားကိုခဏပေါ့နော်တွားရောက်ဖူးမြော်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ရွှေတကုံဖျားကိုလာရောက်ပြီးတော့ဒါဖူးမြော်ဖို့အဆင်မပြေတဲ့သူတွေကျွန်တော်နဲ့အတူတူရွှေတကုံဖျားကြီးကိုဖူးမြော်လိုက်အောင်ဗျာကျွန်တော်အခုတွားရောက်ဖူးမြော်မယ်ရွှေတကုံစေတော်မြတ်ကြီးဟာဆိုလို့ရှိရင်ရန်ကုန်မြို့ဗဟန်းမြို့နယ်ထဲမှာဒါတီထားကိုကွယ်လေးရရှိတဲ့စေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်အခုမောင်းနေတဲ့လမ်းကတော့ဒါရွှေတကုံဖျားအရှိတ်ဘက်မှုမှာရှိတဲ့အာဇာနည်လမ်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်ရွှေတကုံဖျားဒါအရှိတ်ဘက်ဆောင်းတန်းနေပြီးတော့ကျွန်တော်ရွှေတကုံဖျားပေါ်ကိုစတင်ပြီးတော့တက်နေပါပြီခုဆိုရင်တော့ကျွန်တော်ရွှေတကုံဖျားရဲ့ဒါရင်မြင်တော်ကိုစတင်ရောက်ရှိသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုရိုက်ပြနေတဲ့ဒီရွှေတကုံစီတော်မြတ်ကိုတွေ့မြင်နေရတဲ့နေရာလေးကတော့ဒါကျွန်တော်တို့အရှိတ်ဘက်ဆောင်းတန်းကနေပြီးတော့ဒါရင်မြင်တော်ဘောကိုရောက်ချင်းရိုက်ထားတဲ့ဒီရွှေတကုံဖျားရဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်အလုံးရှုံနေလို့ခုနတိုင်းတော့မှပဲကွာသူရောက်လာတဲ့ဒီပနီခုနတိုင်းတော့ကျွန်တော်ခုရိုက်ပြနေတဲ့ဒီဆောင်းတန်းဟာဆိုလို့ရှိရင်ဒါရွှေတကုံစီတော်မြတ်ရဲ့အရှိတ်ဘက်ဆောင်းတန်းပဲဖြစ်ပါတယ်ကျွန်တော်တွေ့မြင်နေရတဲ့ဒီရွှေတကုံစီတော်ရဲ့ရှင်မြင်ပေါ်မှာရှိတဲ့ဆောင်းတန်းတွေဇရက်တွေဓမ္မယုံတွေမှာရှိတဲ့ဒီမြန်မာမှုလက်ရာတွေကတကယ်တော့ဒါတွေကကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်တကယ်ရှေ့ရဒီတုကလက်ရဆရာကြီးတွေရဲ့မြန်မာမှုပကြီးတွေမြန်မာမှုလက်ရတွေကိုလေးလာခြင်းတဲ့သူတွေအနေနဲ့ဒါရန်ကုန်မှာဆိုလို့ရှိရင်ပေါ့နော်ဒါရွှေတကုံစီတော်မြတ်ပေါ်ကိုဒါမဖြစ်မနေတွားရောက်လေးလာရမယ်ဒါစီဒီတစုလည်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီကျွန်တော်တို့ဒီခုံလေးလောက်ထားတဲ့ဒီဆောင်းတန်းပုံစံလေးကတော့ဒါကျွန်တော်တို့ဒီပေါ်မှာဖျောင်းနိုင်စီမီပူဇော်လို့ရတယ်ကျွန်တော်တို့အမွှေးနှံတာတိုင်းလေးပူဇော်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီအတွက်ဒါတီးတန့်ပြုလုပ်ပေးထားတဲ့နေရာလေးပဲဖြစ်ပါတယ်ပြမှုရရတယ်ပြမှုရရတယ်အောင်စင်းနဲ့တက်ချဘယ်လိုတက်တာဒီတက်တာလည်းကျွန်တော်တို့ကကျမအောင်နေမှာကျမကျွန်တော်တို့ဖူးတွေ့နေရတဲ့ဇေယီတော်မြတ်ကြီးဟာဆိုလို့ရှိရင်ရွှေတကုံဇေယီတော်မြတ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီရွှေတကုံဇေယီတော်မြတ်ကြီးဟာရန်ကုန်မြို့ရဲ့စက်တီဆောင်ဖြစ်ုံသားမကပေါ့နော်ကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးအတွက်ဒါစက်တီဆောင်ဇေယီတော်မြတ်ကြီးတဆူလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနိုင်ငံသားခရီးသွားတွေကိုကျွန်တော်တို့အဓိကဆွဲဆောင်ပြီးတော့ဒါနိုင်ငံသားခရီးသွားတွေအနေနဲ့လည်းပေါ့နော်ဒီမြန်မာနိုင်ငံရောက်ပြီဆိုတာနဲ့ဒါမဖြစ်မနေတွားရောက်လေပတ်ဒါကြည့်ရှုရတယ်ဒါရွှေတကုံစေတော်မြတ်ကြီးလည်းဖြစ်ပါတယ်ရွှေတကုံစေတော်မြတ်ကြီးပေါ်ကိုတက်ရောက်ဖူးမြော်ဖို့အတွက်ကျွန်တော်ရွှေတကုံစေတော်မြတ်ကြီးမှာဝင်ပေါက်မုတ်ပေါက်၄ခုရှိပါတယ်ကျွန်တော်တို့အရှိတ်ဘက်မုတ်ဦးရယ်အနောက်ဘက်မုတ်ဦးရယ်မြောက်ဘက်မုတ်ဦးရယ်တောင်ဘက်မုတ်ဦးရယ်ဆိုပြီးတော့ကျွန်တော်တို့မုတ်ဦးမုတ်ပေါက်၄ခုရှိပါတယ်ကျွန်တော်အဲ့ထဲမှာကျွန်တော်တို့ဒီရွှေတကုံဖျားရဲ့အနောက်ဘက်မုတ်ပါဆိုလို့ရှိရင်ဆက်လေကရှိတဲ့
ဒါမဟုတ်ဘူးပဲဖြစ်ပါတယ်ကျန်တဲ့နောက်ဖက်မို့ရှေ့ဘက်မို့တောင်ဘက်မို့ကတော့ကျွန်တော်တို့ရိုးလေကလည်းတက်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဓာတ်လေကလည်းရှိပါတယ်ကျွန်တော်ခုဖူးတွေးရမယ့်ကျွန်တော်တို့ဒီရုပ်ပွားဒါစင်းတူတော်မြတ်ကတော့ဒါကျွန်တော်တို့ဂရမမြတ်စွာဘုရားရဲ့ဒါရုပ်ပွားစင်းတူတော်မြတ်ကိုဖူးတွေးရမှာဖြစ်ပါတယ်ဂရမမြတ်စွာဘုရားရဲ့ဒီရုပ်ပွားစင်းတူဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရွှေတကုံဘုရားရဲ့ဒါမြောက်ဖက်မို့မြောက်ဖက်ဆောင်တန်းနေပြီးတော့ကျွန်တော်တို့တက်လာမယ်ဆိုလို့ရှိရင်ပထမဆုံးဖူးတွေးရတယ်ပေါ့နော်ဒီကျောင်းဆောင်တွေကတော့ဒါဂရမမြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်ထားရှိထားတဲ့ကျောင်းဆောင်တွေဖြစ်ပါတယ်အဆုံးတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီရွှေတကုံစီတော်မြတ်ဟာဆိုလို့ရှိရင်ကျွန်တော်အခုပြသနေတဲ့အတိုင်းပဲကျွန်တော်တို့မြန်မာမှုဒါလက်ရာတွေများစွာပေါ့နော်လေ့လာလို့ရတယ်ဒါလေ့လာဖို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့မြန်မာမှုအခုတွေမြန်မာမှုပကြီးတွေမြန်မာမှုလက်ရာတွေကိုကျွန်တော်တို့လေ့လာကျင်တဲ့သူတွေရှိလို့ရှိရင်ရွှေတကုံဖျားကိုလမ်းညွှန်ပေးပါလို့ကျွန်တော်ကတိုက်တွန်းလိုပါတယ်ဖျားတွေကိုကျွန်တော်တို့တွားရောက်ဖူးမြော်တဲ့အခါဒါရွှေတကုံစိတ်တော်မြတ်ကြီးမှမဟုတ်ဘူးเนาะကျွန်တော်တို့ဒီဘယ်ဖျားကိုပဲတွားရောက်ဖူးမြော်ကျွန်တော်တို့ဖျားရှင်မင်းတော်ပေါ်ရှောက်ပြီးဆိုတာနဲ့ပေါ့เนาะကျွန်တော်တို့ဖျားကိုလာတဲ့လူတွေအားလုံးဒီပါကစိတ်အေးချမ်းခြင်းကိုရရှိဖို့ရအတွက်ပေါ့เนาะဥတည်ပြီးတော့လာကြတဲ့ဒါအဖိုးဖွားတွေတော်တွေဦးလေးတွေဒီပုံမောင်နှမတွေရှိနေတဲ့အတွက်ကျွန်တော်တို့မိမိတို့ရောက်ရှိနေတဲ့ဖျားရှင်မင်းတော်နေရာတွေမှာဒါတိတ်တိတ်ဆိတ်ဆိတ်နေထိုင်ခြင်းဖြင့်ပေါ့เนาะကျွန်တော်တို့ဒီတရားဘာဝနာအားထုတ်နေတဲ့သူတွေအေးချမ်းခြင်းလို့လာရောက်ကြတဲ့သူတွေကိုဒါအနောက်ရှက်မပေးမိအောင်ကျွန်တော်တို့ကထိမ့်သိမ်းပြီးတော့နေထိုင်ကြရမှာပဲဖြစ်ပါတယ်ကျွန်တော်အခုရိုက်ပြနေတဲ့ဖက်အချမ်းပေါ့နော်လက်ရှိမြင်နေရတဲ့ဟိုးအတွင်းထဲမှာဒါလူတွေတွားလာပြီးတော့လှုပ်ရှားနေတဲ့နေရာလေးကတော့ဒါရွှေတကုံဖျားရဲ့ဒါမြောက်ဖက်ဆောင်းတန်းပဲဖြစ်ပါတယ်ကျွန်တော်အခုမြင်တွေ့နေရတဲ့ဒီဒါပပူလက်ရလေးကတော့ဒါရုပ်ကြွပပူလက်ရလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရွှေတုံဖျားရဲ့ဆောင်းတန်းတွေရွှေတုံဖျားရဲ့ဒီဓမ္မယုံတွေမှာကျွန်တော်တို့အသေးစိတ်လေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမြန်မာမှုလက်ရတွေကိုကျွန်တော်တို့ကအံ့ဩဖွယ်ဒါအံ့မခန့်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်အခုတွေ့မြင်နေရတဲ့ဆောင်းတန်းကတော့ဒါတောင်ဘက်ဆောင်းတန်းပဲဖြစ်ပါတယ်ကျွန်တော်ရွှေတကုံဖျားပေါ်ဒါရောက်ကြရပါတော့เนาะဒါကျွန်တော်တွေ့မြင်နေရတဲ့အနေအထားရကတော့ဒါကျွန်တော်တို့ဒီရွှေတကုံဖျားရဲ့ဒါရှင်မြင်တော်နဲ့ဒါရွှေတကုံဖျားရဲ့ရှင်မြင်တော်အတွင်းမှာရှိတဲ့ကျွန်တော်တို့ဒီဓမ္မယုံတွေကျွန်တော်တို့ဒီဖျားကျောင်းဆောင်တွေကျွန်တော်တို့ဒီဇီဒီတွေဟာဒါကျွန်တော်တို့ရွှေတင်ငန်းကတ်လူချင်းတွေကျွန်တော်တို့ဒီဓမ္မယုံတွေဆိုလို့ရှိရင်လည်းပေါ့เนาะဒါကျွန်တော်တို့ပြန်ပြီးတော့စိတ်တုပ်မွမ်းမံနေတဲ့ကာလလို့တော့ကျွန်တော်မြင်တွေ့ရကြရဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဝါကောင်လားပြည်မြစ်တာခါတော်နေ့မှာကျွန်တော်ရွှေကုံစီတော်မြတ်ကြီးပေါ်ကိုတက်ရောက်ပြီးတော့ဒါကျွန်တော်နဲ့အတူတူရွှေကုံစီတော်မြတ်ကြီးကိုကူးမြော်လို့ရအောင်ရိုက်ကူးပေးထားတဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့သူတွေထဲမှာစိတ်ညစ်နေတဲ့သူတွေကျွန်တော်စိတ်ရဲ့အေးချမ်းခြင်းကိုရှားကျင်တဲ့သူတွေရှိလို့ရှိရင်ကျွန်တော်တို့ဒီရွှေကုံစီတော်မြတ်ကြီးကဲလို့ပေါ့နော်ရွှေကုံစီတော်မြတ်ကြီးပေါ်ကိုလာပြီးတော့လဲတရားထိုင်ခြင်းပရိစိတ်ခြင်းကျွန်တော်တို့ပရိတ်ပဋ္ဌာန်းလေးတွေရုပ်ဖတ်ခြင်းတွေပြုလုပ်ပြီးတော့စိတ်အေးချမ်းမှုကိုတိဆောက်ရယူနိုင်ပါတယ်အဲ့တော့ရွှေတုံစီတော်မြတ်ကြီးမှမဟုတ်ဘူးပေါ့နော်တခြားကိုယ်နဲ့နှီးဆက်ရဒါဖျားရင်မျိုးတော်မှာလည်းတွားပြီးတော့ဒီလိုမျိုးကုသိုလ်ကောင်းမှုတွေလုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ကမေတ္တာစကားလေးပါလိုက်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့လူရဆန္ဒတွေဖြည့်ဝကြပါစေကြောင်းဆုတောင်းမေတ္တာပို့တာပေးပါတယ်ဗျာ